ကဲညီကိုမော်နမတို့အားလုံးခင်ဗျာဒီညကတော့ကျွန်တော်နေတို့ဗီဒီယိုဖိုင်တစ်ခုပြပေးမယ်နော်ကျွန်တော်ကြည့်နေတာကကျွန်တော်1000နဲ့1လုံးဝ1မနေနည်းနည်းမှမရောက်နည်းနည်းမှမနေဘူးနော်ဒါကြောင့်မလို့ဒီညနော်နေတို့အတွက်ကျွန်တော်ဗီဒီယိုဖိုင်တစ်ခုပြမယ်နော်ကြည့်ပြီးတော့နော်ကျွန်တော်စကပိုတပည့်ပြောပြမယ်ပြီးတော့တချေနာလီပတ်တိုတပုတ်ဆိုပြမယ်โอเคရပါပြောလားဟယ်လိုမင်္ဂလာပါရမင်းဘာလုပ်ရလဲကွာအကွာမင်းပြဘာပေါ်လို့ဘယ်ယူရမှာဟယ်လိုမင်္ဂလာပါကျွန်တော်တို့အခုတိုက်ပွဲအတူတူတိုက်နေတဲ့ရွှေကိန်တို့နဲ့ကျွန်တော်တို့ကအတူတူနေရလေကျွန်တော်ကရောက်ဖပေါ့ရောက်ပါတော့ကိန်လို့ပြောမယ်တဲ့ရောက်ဖဘဝရမြို့ကွာတဲ့တောက်တာကြီးနေဘဝရခရနေပမာပို့မှာခေါ်ရလောနာကေပစနာကေနေဖိကာဆောတော့တောက်တာခိုင်းနေတတ်တရရင်အိုအာမပစနာကေနေမြို့ကွာတော့တာခေါ်လကလနေဘာမှမကတဲ့ဒူရာပြရတာပဲတော့လေဘို့တဲ့ပတက်ပတက်ရပဲတော့ဘာမှမကတဲ့အဲ့တော့လေဘီဘလီဆောဘာမှမကတဲ့လည်းအကေတက်လောဒီတော့ပိုးပါတော့တကလည်းလော့တကလည်းသူနဲ့ပိုးတော့တက်ခွတ်တက်ရရပါအဲ့ဒါမင်းဘာအညာကြီးဘာပြောနေလဲဘာလဲကို့တက်တာနဲ့ကိုပြောတာလေအဲ့ဒါသူ့အနေနဲ့ပြောရဆိုရင်အားလို့ပြောရဆိုရင်ကိုလိုမှုရှိအောင်ကိုပြောရဆိုရင်အားလို့ညီကြမှုရှိအောင်အဲ့ညီညာမှုရှိအောင်ကိုအတက်တာနဲ့အားလို့ဆက်ဆက်စီပြအောင်ကိုနိုင်ငံအတွက်ကိုနိုင်ငံနဲ့တနိုင်ငံကဲဒီလောက်ပဲနော်ပြမယ်နော်ကြည့်ချင်မယ်ဆိုရင်ကျွန်တော်နောက်မှာနော်တချေဆိုပြီးနောက်မှာကျွန်တော်ပို့ထည့်ပေးမယ်နော်ကျွန်တော်ပြောင်းချင်နေတာကတော့ဒီလိုပါနော်ကျွန်တော်တို့ကဒီရေလူမျိုးကတကယ်ပြောတာနော်အရေတို့ကလေကျွန်တော်တို့ကမြန်ဗမာဆိုရင်ကျွန်တော်စစ်တော်နာတယ်နော်စစ်တော်နာတယ်ဒါပေမဲ့အခုအခြေကကျွန်တော်ဒီဗီဒီယိုကြည့်ပြီးနောက်မှာတော့ကျွန်တော်စကပိုတပုတ်ပြောပြချေပါတယ်ဘယ်လိုစကပိုလဲဆိုရင်တော့ဒီလိုပါပဲနော်ဟိုးရှင်တို့ကလူနေရောက်စီပါတယ်လူတယောက်နေရောက်ဟာတယောက်နဲ့တယောက်အကြောင်းသိဘူးနော်ဟိုတယောက်ကဘယ်ကလာလဲဟိုတယောက်ကဘယ်ကလာလဲမသိဘူးနော်ဒါပေမဲ့ကိုကကွယ်ဖို့အတွက်ဟိုတယောက်ကဓာတ်ချောဓာတ်တလက်နော်ဓာတ်တလက်ဟိုတယောက်ကတော့ဟိုနေသနတ်တလက်ကင်ထားတယ်နော်ညနေဆိုရင်သူတို့ကအိတ်တဲ့အချိန်ကဟိုတယောက်ကသနတ်စီးတဲ့လူကသူလက်ထဲမှာနော်ဒီထဲမှာဒီလိုပဲအိတ်ဖက်နေတာနော်ဟိုတယောက်လည်းဓာတ်တလက်နဲ့အိတ်မှာဆိုရင်နော်အိတ်ဖက်နေတာပြီးတော့ညတဲ့ဒီလိုပဲနော်ပြီးတော့တအေးတဲ့နေကြာတော့တယောက်နဲ့တယောက်အကျော်နော်အစတော့စကားပြောပါတော့ပြောပြီးတော့တယောက်နဲ့တယောက်အကျော်သိလာတယ်များလာတယ်ပြီးဆိုတယောက်နဲ့တယောက်အကျော်သိပြီးဆိုဒီတယောက်အကျော်ဒီလိုဒီတယောက်အကျော်ဒီလိုစစ်ကောင်းလို့ကောင်းတဲ့လူပဲဆိုမှသိတဲ့နောက်မှာဆိုရင်သိတဲ့နောက်ပြီးနော်နောက်မှာအဲ့လဲသနတ်မကယ်ထားတော့ဘူးဟိုတယောက်လဲအဲ့လဲဒါမကယ်ထားတော့ဘူးနော်တယောက်နဲ့တယောက်ယိုကြည်နော်ဘာဖြစ်လဲဆိုတော့သူ
သူနေရောကတရောနဲ့တရောသူ့စိတ်တရောနဲ့တရောစိတ်ထဲကသိပြီလေအော်ဒီလူကလူကောင်းပဲဒီလိုမျိုးပေါ့နော်အေးပြောင်းချင်နေတာကနော်ကျွန်တော်တို့ကအရေတော့ကဗမာဆိုရင်ဗမာကိုလို့ကျွန်တော်စိတ်နာတယ်နော်ဒီလိုမျိုးနော်ဒါပေမဲ့စေစားမယ်ဆိုရင်ဗမာလဲနော်ဗမာလဲလူစိတ်နှလုံးကောင်းစိတ်ပါတယ်ဆိုဒီကကျွန်တော်သိပါတယ်ကရေလဲဒီလိုပါပဲကရေလဲနော်စိတ်ကောင်းနှလုံးကောင်းလဲစီတယ်လူလဲစီပါတယ်နော်ဗမာလဲစိတ်မကောင်းစိတ်နှလုံးကောင်းမကောင်းလဲစီတယ်ဆိုဒီကကျွန်တော်ကရေလူမျိုးလဲစိတ်ကောင်းနှလုံးကောင်းစီတဲ့လူလဲစီပါတယ်တူပါပဲလူဆိုတာကဒီလိုပါပဲနော်ဒါကြောင့်မလို့ခုကတချေဆက်ဆုံးမယ်နော်တချေဆိုဒီကလည်းကျွန်တော်လဲဒီလိုပဲဆိုမယ်မရေးဘူးဆိုအုံတော့ထဲကဟာထွဲလာတဲ့ဘာပြောချေလဲဘာဆိုချေလဲဆိုထွဲလာတဲ့နော်ထွဲလာတဲ့သမ ्या ကျွန်တော်စုံမရေးဘူးနော်ကျွန်တော်အနေကျစီဆိုပြီးလဲနားလည်းပေးပါတယ်နားလည်းပေးပါလို့ကျွန်တော်မိတ်တာရခါပါတယ်ခမညာတဲ့ကျွန်တော်ဆိုမဲတချေကတုံဝဲပါပဲဖြစ်ထွက်လာတဲ့စကားတွေနန်းတော်ပေးနော်မေကဘသူလဲဆိုဒီကကျွန်တော်မသိဘူးကွာမေကဘာလူမျိုးလဲဆိုဒီကကျွန်တော်မသိဘူးကွာဒါပေမဲ့လဲမေကဗမာဖြစ်ဆိုရင်ကြားတဲ့အဖန်ကိုကျွန်တော်စိတ်နာတယ်ဗမာလူမျိုးဖြစ်မယ်ဆိုရင်အရေတော့ကကျွန်တော်စိတ်နာတယ်ဘာဖြစ်လဲဆိုဒီကဟိုငါဟိုအဖွာခေတော့ကလေးမီတို့ဗမာတွေလူကြီးတွေငါတို့အဖွာတွေသာသမီတွေရွာသူရွာသားတွေအနိုင်တောင်းကြည့်ပါလေကျွန်တော်တို့နေတို့အဖွာနေတို့ကောင်းစော်တွေဖတ်ချေဆွေလဲဖတ်တယ်yesဆွေလဲ yes တယ်ဒါကြောင့်မလို့ကျွန်တော်ဗမာကစိတ်နာပါတယ်အခုကတော့ဒီလိုမဟုတ်ဘူးလေသိရပြီလေနေတော့တွေငါတို့နေတော့သနာတယ်နေတော့ကောင်းဆောင်တွေမအောင်လိုက်တွေရက်ဆက်နေတာတောင်းပြီးတရားလုံးရတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဗမာတွေကိုစိတ်နာပဲဖြစ်စိတ်မနာပဲဖြစ်အခုကတော့လောဝမစီတော့ဘူးလေဘာဖြစ်လဲဆိုတော့နေဘဝနဲ့ငါဘဝကတော်တော့တူတယ်လေမင်းအောင်လေးကရက်ဆက်နေတာကကရင်လူမျိုးအပေါ်တစ်ခုမှမဟုတ်ဘူးဗမာလူမျိုးပဲဖြစ်တဲရည်သားအကူလိုပဲဖြစ်သူရက်ဆက်စေချင်ဆိုရင်ရက်ဆက်နေတယ်
ဒါကြောင့်မလို့ကျွန်တော်ကိုခွဲလာတယ်ဗမာအစိတ်ထဲမှာစိတ်ခွေးတွေဆိုရင်ငါတို့သူတို့ကိုလက်မခံဘူးစိတ်ကောင်းနှလုံးသားကောင်းတဲ့လူဆိုရင်ချစ်ခေရေနီလက်တွေ့မယ်နေငါနဲ့မီဆိုရင်လေလူပဲလီမီနဲ့ငါနဲ့မီဆိုရင်လေတနေ့ကဖေးရမှာပဲလီနေငါကိုမိသားစုနဲ့ချစ်ဆိုရင်ငါလည်းမီကိုမိသားစုတဘောနဲ့ချစ်မယ်ချစ်ခေဖွာမယ်ဆိုရင်နိုင်ငံမြန်မာနိုင်ငံကိုမကြတော့မှတုတ်တက်လာရမယ်မီးအကြောင်းမဟုတ်ဘူးနော်သိချင်တာမီးအကြောင်းမဟုတ်ဘူးနော်နိုင်ငံတိုးတက်လာမယ်ဆိုရင်ငါအကြောင်းမဟုတ်ဘူးနော်ငါကြောင့်မဟုတ်ဘူးနော်အချီပဲလေအချီစီအလုံးနိုင်တယ်အချီကကဘာကြီးကိုနိုင်တယ်သိရတာကငါတို့အချီစိတ်ထဲကအချီတူထော်ရမယ်နော် Okay နော်ကျွန်တော်လေးပမာသိမတာဘူးရေးတော့မှဆိုတာကစစ်လဲမသွားဘူးမရေးဆိုရတော့တော်ဆိုးတယ်ဒါပေမဲ့လေနားလေချစ်နားလေတဲ့ဆိုရင်နားလေဘောနော်အေးပြောင်းချီတာကဒီလိုပါပဲပြောင်းချီတာကဒီလိုပါပဲကွယ်တနေ့ကမီးရင်းငါလက်တွဲမယ်ဆိုရင်တနေ့ကိုမြန်မာပြည်ကြီးမှာတိုးတက်လာရမယ် Okay bye bye